အားလုံးပဲမင်္ဂလာပါရှင်အဲ့တော့ဒီနေ့ဒီချိန်သတင်းကောင်းလေးတစ်ခုပေါ့နော်လာပြီးတော့ဝေမျှပေးတာပါဒါပါလဲဆိုလို့ရှိရင်ဒီချိန်နဲ့ပေါ့နော်အကြံဉာဏ်ယူပြီးတော့ကံကြမ္မာအကြောင်းတရားတွေမေးမြန်းနေဆိုတဲ့အခါမှာပေါ့နော်ဒီအစီအစဉ်လေးတွေအများကြီးရှိတယ်ဆိုတော့ package တွေအများကြီးရှိတဲ့အထဲမှာအခုပြောပြနေတာကဒီချက်ရဲ့အမှတ်တရလေးတစ်ခုပေါ့နော်အဲ့တော့အခုလာမယ့်9ရက်နေရဆိုရင်ဒီချက်ရဲ့ဒီပထမစလို့စုံစရာ page ရဲ့9နှစ်မြောက်နေ့ဖြစ်တယ်ဒါကြောင့်မလို့ကိုကိုလိုက်ဝန်းရံပေးနေတဲ့ပေါ့နော်ဒီပထမဆက်တွေအားလုံးလည်းကျေးဇူးအများကြီးတင်တယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်နောက်တစ်ခုအခုမှဒီဗီဒီယိုမြင်ပြီးတစ်ချက်ကိုခုမှသိတဲ့သူတွေအတွက်ကိုလည်းပဲအများကြီးကျေးဇူးတင်တယ်ဝမ်းသာပါတယ်ကြည်ပေးတဲ့အတွက်ကိုလည်းပေါ့နော်ဆိုတော့အစီအစဉ်လေးတစ်ခုကဘာလဲဆိုလို့ရှိရင်ကိုရဲ့ကံကြမ္မာအကြောင်းတရားကိုစစ်ဆေးကြတယ်ဆိုတဲ့အခါမှာနော်တနစ်စာမေးတဲ့လူတိုင်းဒီပုံမှန်ဈေးနှုန်းထက်ကို90%ရှော့ချပြီးတော့မှပေးမယ်ဆိုတဲ့အခွင့်အရေးတစ်ခုပါတစ်ချက်စီစဉ်ပေးထားတာဖြစ်ပါတယ်ဆိုတော့စီစဉ်ထားတယ်ဆိုတဲ့နေရာမှာလူဦးရေလေးကတော့ကန့်သတ်ထားပါတယ်လူဦးရေလေးကတော့တစ်ချက်10ဦးပဲလက်ခံပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့10ဦးပြည့်သွားရင်တော့ပြည့်သွားပြီပေါ့လေနော်ဆိုတဲ့ခါကျတော့ဒါလေးကိုလည်းပဲလာပြီးတော့ဝင်မျှပေးခြင်းဖြစ်တယ်ပေါ့လေနောက်တစ်ခုကကြတော့ဒီကိုယ့်ရဲ့ကံကြမ္မာတွေဆိုတာကကိုယ့်ရဲ့ကံကြောင်းတရားတွေဆိုတာကအများတန်းပုံမှန်သွားနေတဲ့အနေထားကနေပြီးတော့တခုခုလေးကနေပြီးတော့မှလွယ်ချော်လေးဖြစ်နေတာတခုခုလေးကနေပြီးတော့မှရက်တက်မှုတွေဖြစ်နေတာအလုပ်တွေလုပ်နေရနေရုတ်တရက်ဘာဖြစ်လို့ဖြစ်သွားမှမသိဘူးပေါ့နော်ရပ်တန့်သွားတယ်တို့နောက်တစ်ခါရုတ်တရက်လူကကျမရေးတွေချူချသွားတယ်တို့တခုခုဆိုလို့ရှိရင်ငွေကြေးတွေကနေပြီးတော့မှကိုမျောလင့်ထားတဲ့ဟာတွေတေချာပေါက်ချိန်စုထားတဲ့အရာတွေကနေပြီးတော့မှရပ်တန့်သွားတယ်ဆိုတဲ့ကိစ္စလေးတွေဖြစ်ပေါ်နေကြတယ်ဆိုရင်ဒါကို့မှာတခုခုအညံ့လေးတွေရှိနေတယ်ဆိုတာကိုသတိထားလို့ရအောင်ပေါ့နော်။ဒါလေးကိုလည်းပြောပြချင်တယ်။ဆိုတော့လူတိုင်းကကိုယ့်ရဲ့ကံကြမ္မာတွေဆိုတာကလေမျက်ခြေမပြတ်ပေါ့နော်။မျက်ခြေမပြတ်စောင့်ကြည့်တင်တယ်။ဘာလို့လဲဆိုတော့ကိုကအများအားလည်းကုသိုလ်ကံတွေကိုဖြည့်ဆည်းပေးနေရမှာပေါ့နော်။ကိုယ့်ရဲ့မိမိရဲ့ကံအကြောင်းတရားတွေကလက်ရှိပြစ္ဆုတ်ပံတဲ့မှာတော့ကောင်းတဲ့ကံတွေကြီးပဲဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်။ဆိုတော့အများအားပဲဒီ2026ရဲ့ကံကြမ္မာအရာပြောရမယ်ဆိုလို့ရှိရင်လေအမတန်ကိုလျင်မြန်သောနှုံးတားနဲ့သွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းတဲ့အရာတွေဆိုလို့ရှိရင်လေလျင်မြန်ပဲကိုယ့်ဘဝတွေကိုဝင်ရောက်လာပါလိမ့်မယ်ကောင်းတဲ့ကံကောင်းခြင်းတွေအောင်မြင်ခြင်းတွေငွေကြေးတွေဆိုတဲ့အလျင်မြန်သောနည်းနဲ့ကိုယ့်ရဲ့ဘဝတွေကိုဝင်ရောက်လာမှာဖြစ်တယ်အဲ့လိုမျိုးပဲမကောင်းမှုဆိုတဲ့အရာတွေကလည်းပဲလျင်မြန်ဖြစ်သွားတတ်တယ်ဒါကြောင့်မလို့သူ့ရဲ့ဒီနှစ်ရဲ့ energy သူ့ရဲ့ဒီကံအကြောင်းတရားကိုကလျင်မြန်တဲ့နှုံဖြစ်နေတယ်ဒါကြောင့်မလို့ကိုကအကောင်းတွေကံကောင်းခြင်းတွေပဲကိုကကံကောင်းကံတွေကိုထိန်းထားဖို့တော့ကိုယ့်ကုသကံတွေအများတန်းကောင်းနေဖို့အတွက်ဆိုရင်ဘလို့ကုသိုလ်လေးတွေလုပ်ရမလဲဘလို့ကံတရားလေးတွေပြုပြင်ရမလဲဆိုတာလည်းတိတ်ကိုအရေးကြီးပါတယ်ဒါကြောင့်ဒီနှစ်မှာဆိုလို့ရှိရင်ပေါ့နော်ကိုကဒီကံတရားတကယ်လို့အညံ့ပါလာတယ်ဆိုရင်တော့ကိုကဒီကုသိုလ်ကံတစ်ခုကိုထိန်းထားမယ်ဆိုရင်အရန်ကြီးမားကြီးဖြစ်မဲ့အရာလေးလေးလေးနဲ့ပြောက်ွယ်သွားတာမျိုးတွေဒါကုသိုလ်တွေနဲ့လောက်ရတာပေါ့နော်ဒါကြောင့်မလို့ဒီကိုယ့်ရဲ့ကံအကြောင်းတရားတွေဆိုတာကလည်းဘယ်တော့မှမျက်ခြေမပြတ်သင့်ဘူးအများအားစစ်ဆေးနေသင့်တယ်ဘယ်ချိန်မှာတော့ငါကိုသတိထားမယ်ဆိုရင်လည်းသိလာပါလိမ့်မယ်နော်ဆိုတော့တောက်လျှောက်ကြီးအခြေအနေတွေကောင်းနေတဲ့လုံနေဆိုဒါကိုယ့်ရဲ့ကုသိုလ်ကိုဆက်ပြီးထိန်းသွားဖို့လိုအပ်တယ်လုံသမျှကင်သမျှတွေတိုးတက်အောင်မြင်လာတာအဆင်ပြေလာတာရလက်ကောင်းတွေရလာတာဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ကံတရားကောင်းနေတယ်ပေါ့နော်ကောင်းနေတာဖြစ်တဲ့အတွက်အများအားပဲကိုလုံနေကြအာစိနကံကုသိုလ်တွေကိုပုံမှန်ထိန်းသွားပြီးတော့မှအကောင်းဘက်တွေကိုပဲများသွားပေးတယ်ဆိုတာကတကယ်ကိုကုသိုလ်ကံပြုပြင်နေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးကိုကနေထိမ့်သိမ့်ပြီးတော့သွားမယ်ဆိုရင်ဒါအညံ့နေကြုံလာရင်တောင်မှပဲလုံးဝအညံ့ဘာလားဆိုတော့မသိရလောက်အောင်ညင်ညောင်းတရလေးကိုယ့်ဘဝကိုကျော်ဖြတ်သွားလို့ရတယ်ပေါ့လေနော်အဲ့တော့ကို့မှာခုလိုမျိုးကံတရားတွေကအပြောင်းလဲတွေနော်ရုတ်တရက်လေးတွေပြောင်းလဲသွားတာမျိုးလေးတွေဖြစ်တယ်ဆိုတာကတခါတလေကြားလို့ရှိရင်ကိုယ့်ရဲ့ကံကြမ္မာထဲမှာလအနှဲငယ်လေးအညံ့ဖြတ်သွားတာရှိတယ်ရက်ပိုင်းလေးအညံ့ဖြတ်သွားတာလည်းရှိတယ်နောက်တချို့တွေကြာရင်နှစ်ချီပြီးတော့လည်းညံ့သွားတာလည်းရှိတယ်အဲ့လိုမျိုးဒါလေးကိုတေးသေးချာချာပေါ့နော်စစ်ဆက်လေးသိစေဖို့ဆိုရင်မိမိတို့ရဲ့ကံကြောင်းတရားကိုစစ်ဆေးသင့်တယ်ဒါကြောင့်တစ်ချက်ကဒီနေ့ဒီအခွင့်အရေးလေးကိုလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီတနစ်စာဆိုတဲ့အခွင့်အရေးကိုတေချာပေါက်ရမယ်ဆိုတဲ့သူတွေဒီတစ်ချက်10ဦးလက်ခံပေးမှာဖြစ်ပါတယ်ဒီဟာလေးကိုလည်း live ဝင်မျှပေးတာပေါ့နော်ဒီ page ရဲ့ဒီ9နှစ်ပြည့်တဲ့အတွက်အစီအစဉ်ကလည်းနောက်ထပ်ဒီလုပ်ပေးဖို့အတွက်အစီအစဉ်လေးရှိပါသေးတယ်ရှင်ဒါကို
နောက်နေ့ဗီဒီယိုတွေမှာဆက်ပြီးတော့ပြောပြပေးပါမယ်เนาะဒီနေ့ကတော့ဒီစင်စင်လေးကိုလာပြီးတော့ဝင်မျှပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်